ခေတာတော့နောက်တစ်ပိုင်းမှာကျွန်တော်ဖျားเจ้าနဲ့ကိုဝင်နေဘလော့ပေါ့နော်ဒါတော့အကြီးဆုံးမီးပုံးနေပဲဂျပန်နိုင်ငံမှာအကြီးဆုံးမီးပုံးကြီးကျွန်တော်ဝင်နေရတွေ့တာတော့3ပုံးရှိတယ်အရှိမှာတစ်ခါဒုတိယတစ်ခါတတိယတစ်ခါဟောဟုတ်ကဲ့ဒါတော့ကျွေးစီလေးခဲကျွေးစီလေးကျွန်တော်လောတယ်ကျွေးခဲဒါဖျားเจ้าနဲ့ဖျားเจ้าနဲ့ကအရင်တော့ဘူးကြီးရတော့ကြီးတယ်အားလုံးစကူတာမှာဒါနာမည်ကြီးဆုံးနဲ့ဘူးကြီးဆုံးဖျားเจ้าဒါကိုကူးတဲ့လူကလူတိုင်းတာကိုတာတိုင်းရတယ်ပြောတာတောင်းရအောင်ကျွန်တော်တင်ပေးလိုက်ပါခင်ဗျာအရင်โอเคဟောဟောဟုတ်နောက်နော်ဒါအရှိကိုကျွန်တော်တို့ကာထားတဲ့ကာကွယ်အနောက်မှာဖျားရှိရဗျာအဲ့ဖျားကိုလူတိုင်းမမြင်အောင်ဒါပေမဲ့ဒီကနေပြီးတော့နှမ်းဆူတောင်းတယ်တောင်းပြည့်အားလေးကိုကျွန်တော်ရိုက်ပြလိုက်ညဘိုးဆူတောင်းလို့ရအောင်လို့ဗျာကျွန်တော်ရဲ့မိတ်ဆွေဂျပန်ရောက်ရင်ဒါမဖြစ်မနေလာတဲ့နေရာဗျာ sorry โอเคခင်ဗျာကျွန်တော်အားလုံးကိုတောင်းတင်ပေးလိုက်ပါကျေးဇူးအများကြီးတင်ပါတယ်